င်္ဂလာပါခင်ဗျာ SK Malay စကားပြော channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီဗီဒီယိုမှာတော့မလေးစကားမဟုတ်ပဲရောင်းတန်းဝင်ထိုင်းခွေးတယောက်စုပြုလုပ်ပုံအစင်းစင်းကိုလာရောက်မျှဝေပေးသွားမှာဖြစ်ပါတယ်ထိုင်းခွေးတယောက်စုပြုလုပ်ပုံပြုလုပ်နည်းတွေအများကြီးရှိကောင်းရှိနိုင်ပေမဲ့ကျွန်တော်သိထားတဲ့ပြုလုပ်နည်းကိုမျှဝေပေးခြင်းဖြစ်ပါတယ်ခုသင်ခန်းစာမှာတော့ရေ20လီတာအတွက်ထည့်ဝင်ရမယ့်ပစ္စည်းတွေရဲ့အချိုးအစားကိုမျှဝေပေးမှာဖြစ်ပါတယ်ဒီပုံမှာပါတဲ့အိုးကိုကြည့်ပေးပါနော်ဒီအိုးမှာအကန်3ကန်လေးရှိပါမယ်ဒီလက်ညှိုးနဲ့ထိုးထားတဲ့အကန်ကြီး2ကန်ကတော့ဟင်းချိုချက်မဲ့အကန်ဖြစ်ပါတယ်ဟောဒီအဝိုင်းအကန့်လေးကတော့ခေါက်ဆွဲတို့ငဆုပ်တို့အရွက်တို့အရေဖြောရမယ်အကန့်ဖြစ်ပါတယ်ဟောဒီလိုပုံစံခွက်နဲ့အိုးမရှိရင်လည်းရိုးရိုးအိုးနဲ့အသုံးပြုလို့ရပါတယ်ခေါက်ဆွဲရဲ့ငဆုပ်ရဲ့အရွက်ရဲ့အရေဖြောဖို့နေရာကတော့တိတန့်ပြန်ချက်ပေးရမှာဖြစ်ပါတယ်အိမ်မှာမိမိတို့ကိုယ်တိုင်ကိုယ်ကျချက်စားလို့ရအောင်တင်ပြပေးထားပါမယ်ခုတစ်ခါကတော့စုပ်ထဲမှာထည့်ဖို့ပြင်ဆင်ရမယ့်တစားပလာတွေကိုမျှဝေသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဝက်သားအယိုးရောရာ1ကီလိုလောက်ကိုပုံထဲမှာပြထားတဲ့အတိုင်းအတုံးလိုက်ခုတ်ပေးရမှာဖြစ်ပါတယ်ပြီးရင်မုံလာဥဖြူဥကြီးတစ်လုံးကိုပိုင်းလိုက်ပိုင်းထားပေးရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်စွမ်းမွေးရွက်3-4ရွက်လောက်ထုံထားပေးရမှာဖြစ်ပါတယ်ဒီချာဆေးပြီးတော့ထုံထားပေးရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီပုံထဲမှာပါတဲ့မိုး6ကိုလက်တဆုပ်စာလောက်ထည့်ပေးရမှာဖြစ်ပါတယ်စောက ready လုပ်ထားတဲ့ဝက်သားဝက်ယူစွမ်းမွေးရွက်မုံလာဥဖြူမိုးတွေအားလုံးကိုစုပ်အိုးတွေကိုထည့်ပေးရမှာဖြစ်ပါတယ်ဒီစုပ်အိုးပုံစံကတော့ဟင်းချို2မျိုးချက်ဖို့အတွက်အကန့်လေးလောက်ထားတဲ့ပုံစံခွဲဖြစ်ပါတယ်သူ့ပေမဲ့လည်းကျွန်တော်တို့ဟင်းချို1မျိုးတည်းချက်မှာဖြစ်တဲ့အတွက်အဲ့ဒီရှိတဲ့အကန့်2ကန့်ကိုတစားပလာအမြတ်ထည့်ပေးရမှာဖြစ်ပါတယ်ကျန်တဲ့အဝိုင်းကန့်ကတော့အရေဖြောဖို့ဖြစ်တဲ့အတွက်ဘာမှလုပ်ဆရာမလိုပါဘူးဝက်သားဝက်ရိုးဥဖြူစွမ်းမွေးရွက်မိုးတွေအားလုံးထည့်ပြီးတဲ့နောက်ပိုင်းမှာတော့အရသာမုတ်ထည့်မှာဖြစ်ပါတယ်အရသာအတွက်ပြင်ဆင်မှာဖြစ်ပါတယ်နံပါတ်1ကစားသမင်းစားစွန်း2စွန်းထည့်ပါမယ်နံပါတ်2ကတော့ဟောဒီပုံထဲမှာပြထားတဲ့တကြားခဲထည့်ပါမယ်200 gram ဖြစ်ပါတယ်တကြားခဲမရှိဘူးဆိုရင်ရိုးရိုးတကြားထည့်ပေးလို့ရပါတယ်နံပါတ်3ကအချိုမုံ80 gram တစ်ထုပ်စာထည့်ပါမယ်နံပါတ်4ကရိုတီကျက်သားမုံ80 gram တစ်ထုပ်ထည့်ပါမယ်ရိုတီအရသာမုံဖြစ်ပါတယ်နံပါတ်5ကတော့ဟောဒီပုံထဲမှာအနီရောင်ပြထားတဲ့ကျတူဖြူအချင်ဘူးဖြစ်ပါတယ်အဲ့ဒါတဘူးဖောက်ထဲမှာဖြစ်ပါတယ်ထိုင်းလိုကြတော့ကထေမ်ဒေါင်လို့ခေါ်ပါတယ်နံပါတ်6ကခရုစီသမင်းစားစွန်း8စွန်းထည့်ပါမယ်နံပါတ်9ကပဲငံပြာရည်အကျဲ10စွန်းထည့်ပါမယ်နံပါတ်10ကကျတူဖြူဥ2ဦးရဲ့နနံပင်အမြင့်အပါ9ပင်လောက်ရဲ့ငရုတ်ကောင်းရဲ့ရောထောင်းပြီးတော့ထည့်ပါမယ်ထိုင်းก๋วยเตี๋ยวซุปမှာလုံးဝအဓိကကျတဲ့ပိုင်းကတော့ဒီซุปထဲမှာထည့်တဲ့ပစ္စည်းတစားပလာတွေရဲ့အချိုးအစားဖြစ်ပါတယ်အဲ့ဒါမှပဲအရသာမှန်ဖြစ်မှာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့တေချာစွာစနစ်တကျမှတ်သားပေးဖို့တောင်းဆိုပါတယ်အဓိကကျတဲ့ซุปပိုင်းပြီးသွားပြီဆိုတော့
ပွဲပြင်တဲ့အခါမှာအသုံးပြုဖို့အသားငစုံအရွက်တွေပြင်ပါမယ်ကိုယ်တိုင်လှုပ်ရှားမယ်ဆိုရင်တော့ကိုကြိုက်တဲ့အသားငါးအရွက်ကြိုက်တာထည့်သုံးလို့ရပါတယ်ကျွန်တော်ကတော့ဆိုင်မှာရောင်းတန်းဝင်တဲ့ပုံစံတိုင်းလုပ်ပြမှာဖြစ်တဲ့အတွက်စုံစုံလင်းလင်းနဲ့ထည့်ပေးထားခြင်းဖြစ်ပါတယ်ပွဲပြင်တဲ့အခါမှာပါဝင်တဲ့ပစ္စည်းတွေကတော့ဒါကတော့ဝက်သားလုံးဖြစ်ပါတယ်ဒီကောင်ကြတော့ငါဆုပ်ဖြစ်ပါတယ်ဒီကောင်လည်းငါဆုပ်ကိုပါလီထားတာဖြစ်ပါတယ် fish cake ဖြစ်ပါတယ်ဒီကောင်ကဝက်ရဲ့အသေးကိုပါလီပြီးတော့ပြုတ်ထားတာဖြစ်ပါတယ်ဒီကောင်ကြတော့ဝက်သားနှုတ်ဆင်းပြီးတော့ပြန်ပြီးတော့ပြုတ်ထားတာဖြစ်ပါတယ်เนาะဒီကောင်ကြတော့ဝက်သွေးဖြစ်ပါတယ်ဟင်းချိုအိုးထဲမှာထည့်ပြုတ်ပြီးတော့ပြန်ပြီးတော့ဆဲယူခတ်ထုတ်ထားတာဖြစ်ပါတယ်ဒီကောင်ကတော့ဝက်သားကိုပြုတ်ပြီးတော့ပါလီထားတာဖြစ်ပါတယ်စုပ်အိုးထဲမှာလည်းထည့်ပြုတ်လို့ရပါတယ်ဒီကောင်ကတော့ဝက်သားကိုအယောင်ပါတဲ့ sauce နဲ့နှပ်ပြီးတော့ပြန်လီထားတာဖြစ်ပါတယ်ဒီကောင်ရဲ့ပြုလုပ်ပုံပြုလုပ်နည်းကိုဗီဒီယိုရဲ့နောက်ဆုံးမှာလုပ်ပြသွားမှာဖြစ်ပါတယ်ဒီကောင်ကတော့ကြောက်ပွင့်ဖြစ်ပါတယ်ရေနွေးနဲ့ပြန်စိတ်ထားတာဖြစ်ပါတယ်เนาะဒါတွေကမထည့်လည်းရပါတယ်ဒီဟာကတော့ဝက်သားကိုနှုတ်ဆင်းပြီးတော့ပြန်ပြုတ်ထားတာဖြစ်ပါတယ်ဒီကောင်ကြတော့စမူစာတို့ကော်ပြန်လိန်တို့မှာအသုံးပြုလို့ရမယ်ကြုံပြားဖြစ်ပါတယ်အဲ့ဒါကိုပြန်ကြော်ပြီးတော့ခောက်ပြီးတော့ပြန်ကြော်ထားတာဖြစ်ပါတယ်ဒီဟာကြတော့အသားတူလိုမျိုးထိုးဘူးကိုနှစ်ပိုင်းပြီးတော့ပြန်ကြော်ထားတာဖြစ်ပါတယ်ဒီကောင်ကြတော့ဆိုတုံးမေရာလို့ခေါ်တယ်ပြည်ချင်းကအနီရောင်ဖြစ်ပါတယ်ထိုင်းလိုကြတော့ပါမឹกလို့ခေါ်ပါတယ်ပဲပင်ပေါက်ကိုရေစိမ်ထားပါမယ်ကစင်းရွက်ကိုအပိုင်းလိုက်ဖြတ်ပြီးတော့ရေစိမ်ထားပါမယ်အပေါ်ရမှာဖြူဖို့နန်နန်ပင်နဲ့ကျက်သွမိတ်နှုတ်ဆင်ထားရပါမယ်ပွဲပြင်ဖို့အတွက်ပါဝင်တဲ့ပစ္စည်းတွေအားလုံး ready လုပ်ပြီးသွားပြီဆိုရင်တော့ပွဲပြင်တဲ့ပုံစံကိုပြတ်သွားမှာဖြစ်ပါတယ်။ก๋วยเตี๋ยวต้มยำအတွက်ပွဲပြင်တဲ့ပုံစံကိုပြောပြသွားမှာဖြစ်ပါတယ်။ပထမဆုံးငံပြာရည်အနည်းငယ်ထည့်ပါမယ်။ပြီးလို့ရှိရင်အရင်ညှစ်ထားတဲ့တံပရာရည်ဓမင်းစားစွန်းတစွန်းကြော်ထည့်ပါမယ်။ပြီးလို့ရှိရင်တကြားစွန်းတဝက်ထည့်ပါမယ်ပြီးလို့ရှိရင်ထောင်းထားတဲ့မြေပဲလောတစွန်းထည့်ပါမယ်ငရုတ်တိမုံအသင့်ထည့်ပါမယ်ပစွန်းချောင်းစွန်းတဝက်ထည့်ပါမယ်ပြီးလို့ရှိရင်ပါလီထားတဲ့ဝက်သား2မျိုးထည့်ပါမယ်အနီရဲ့ရိုးပြုတ်ရဲ့ဝက်သားလုံးထည့်ပါမယ်ပါလီထားတဲ့ငဆုပ်ထည့်ပါမယ်ကျန်တဲ့ခောက်ဆွဲဖတ်အနေနဲ့နန်းကြီးနန်းသေးခောက်ဆွဲအဝါအပြင်တခြားကိုကြိုက်တဲ့ခောက်ဆွဲကိုရွေးပြီးတော့ထည့်လို့ရပါတယ်ကိုကြိုက်တဲ့ခောက်ဆွဲတစ်ခုခုကိုယူပြီးတော့ဒီအဝိုင်းကန်ထဲမှာရေနွေးဖြောပါမယ်ခောက်ဆွဲရဲ့ငဆုပ်ရဲ့ပဲပင်ပေါက်ရဲ့ရေဖြောပြီးတော့ပကံတခြားထဲမှာထည့်ထားပါမယ်ပြီးလို့ရှိရင်စောကဆက်ထားတဲ့ငရုတ်တီးတို့ပဲမုံတို့ငပြာရည်တို့တမယာရည်တို့ကို
ချက်ထားတဲ့အိုးထက်ကစူပရည်နဲ့ဖြောပေးရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်စောစောကအရေးဖြောထားတဲ့ခေါက်ဆွဲပုတ်ကိုလောင်းထည့်ပေးရုံပဲဖြစ်ပါတယ်နနံပင်တို့ချက်သွမိတ်တို့ဖြူပါမယ်ငရုတ်ကောင်းမုံထည့်ပါမယ်ပြီးလို့ရှိရင်ကြော်ထားတဲ့ခြုံပြားကြော်ထည့်ပါမယ်ကွေးtiêuဆုပ်တုံများမရတာနဲ့မနူးတစ်ခုရပါပြီတကယ်လို့ต้มยำเย็นตาโฟဆိုရင်ငပြာရည်နဲ့ငယ်ထည့်ပါမယ်ချက်သွန်ကြောတစ်စုံထည့်ပါမယ်တကြားသမင်းစားစုံတစ်စုံထည့်ပါမယ်ငရုတ်တိမုံအတင်းတင်းထည့်ပါမယ်လှော်ပြီးတော့ထောင်းထားတဲ့မြေပဲသမင်းစားစုံတစ်စုံထည့်ပါမယ်တံပြာရည်တစ်စုံကြောထည့်ပါမယ်ပစုံချောက်ထည့်ပါမယ်ပြီးရင်ဒီ sauce ကိုသမင်းစားစုံနှစ်စုံစာထည့်ပါမယ်ဒီ sauce ကတော့ရင်တာဖို sauce လို့ခေါ်ပါတယ်ငရုတ်စီပုံစံမျိုးဖြစ်ပါတယ်ပြီးရင်ကိုကြိုက်တဲ့ခောက်ဆွဲကိုရေဖြောမှာဖြစ်ပါတယ်စောစောကต้มยำထဲမှာထည့်တဲ့တစားပလာတွေအပြင်ကစင်းရွက်ရေဖြောထည့်ပါမယ်ငါးငဆုပ်နှလုံးထပ်ထည့်ပါမယ်ပြီးရင်ဝက်သွေးအနေငယ်ထည့်ပါမယ်ပြီးရင်ကြောက်ပွင့်ထည့်ပါမယ်အရေဖြောထားတဲ့ခောက်ဆွဲတွေကိုပကံတစ်လုံးထဲမှာထည့်ထားပါမယ်ပြီးလို့ရှိရင်စောစောကဖော်စားထားတဲ့အရသာခွက်တဲ့ကိုဟင်းချိုစုခတ်ထည့်ပါမယ်တစုံကြောခတ်ထည့်ပါမယ်တေချာလေးမွေပြီးတော့စောစောကအရေဖြောထားတဲ့ခောက်ဆွဲတို့အရွက်တို့အဆုပ်တို့ပေါ်ကိုလောင်းထည့်ပေးရမှာဖြစ်ပါတယ်ဒီလိုဆိုရင်ရင်တာဖို့ต้มยำမီနူးတစ်ပွဲရပါပြီก๋วยเตี๋ยวပွဲပြင်တဲ့နေရာမှာအမျိုးအစားအမျိုးမျိုးရှိပါတယ်น้ำใสပွဲပြင်ပုံน้ำตกပွဲပြင်ပုံต้มยำပွဲပြင်ပုံရင်တာဖိုပွဲပြင်ပုံရင်တာဖိုต้มยำပွဲပြင်ပုံရင်တာဖိုဟင်းလို့ခေါ်တဲ့ရင်တာဖိုအချောင်းต้มยำဟင်းလို့ခေါ်တဲ့ต้มยำကိုစုပ်မထည့်ဘဲနဲ့အချောင်းတုပ်တဲ့ပုံစသည်ဖြင့်ပုံစံများစွာရှိပေမဲ့စောစောကနှစ်ပွဲကိုပဲတင်ပြလိုက်ပါတယ်ခုတစ်ခါမှာတော့မူဒန်လို့ခေါ်တဲ့ဒီဝတ်သားအနီရောင်ပြုလုပ်ပုံလေးကိုပြုလုပ်ပြသွားမှာဖြစ်ပါတယ်ခုတစ်ခါမှာတော့မူဒန်လို့ခေါ်တဲ့ဒီဝတ်သားအနီရောင်ပြုလုပ်ပုံလေးကိုပြုလုပ်ပြသွားမှာဖြစ်ပါတယ်ပထမဆုံးကတော့ဝတ်သားကီလိုဝက်ကိုတုံးခက်ကြီးကြီးလေးတုံးထားလိုက်ပါမယ်ပြီးလို့ရှိရင်ငရုတ်ကောင်းတစ်စုံကြက်သွန်ဖြူနှစ်ဦးနနံပင်၃ပင်လောက်ရောထောင်းပြီးတော့တုံးထားတဲ့ဝတ်သားတဲ့ကိုရောထည့်ပြီးတော့နှံ့အောင်နယ်ပေးရမှာဖြစ်ပါတယ်တကြားသမင်းစားစွန်းတစ်စွန်းထည့်ပါမယ်စားသမင်းစားစွန်းစွန်းတစ်ဝက်ထည့်ပါမယ်စားစီနှစ်စွန်းထည့်ပါမယ်နှမ်းစီတစ်စွန်းထည့်ပါမယ်ပြီးလို့ရှိရင်ဒီ sauce မူဒန်ကိုထည့်ပါမယ်အားလုံးထည့်ပြီးတဲ့အခါမှာတော့အကုန်လုံးနှံ့အောင်မွေပြီးတော့နိုင်ဝက်လောက်နှက်ထားရပါမယ်နိုင်ဝက်လောက်နှက်ထားပြီးတဲ့အခါမှာတော့အဲ့ဒီဝက်သားကိုရေပန်ခွက်တစ်ခွက်ထည့်ပြီးတော့မီအေးအေးလေးနဲ့နူးတီအထိပြုတ်ပေးရမှာဖြစ်ပါတယ်ရေနည်းနည်းပဲထည့်ရပါမယ်ပြုတ်ပြီးတဲ့အခါမှာတော့ဒီလိုပုံစံလေးရပါဖြစ်ပါတယ်အဲ့ဒါကိုပပလေးပြီးတော့ကိုကြိုက်တဲ့ခေါက်ဆွဲတို့အစားအစာထဲမှာထည့်ပြီးတော့စားလို့ရပါတယ်